မန်စီးတီးတင်းတိုက်စစ်ကစားသမားဟာလန်ကတော့ပရီးမီးယားလိပြိုင်ပွဲစဉ်17ဖြစ်ကစားခဲ့တဲ့မန်စီးတီးတင်းကလီဗာပူးတင်းကို3ဂိုးကိုမရှိနဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာအသင်းအတွက်သွင်းကိုတကူသွင်းယူနိုင်ခဲ့ပြီးတဲ့နောက်ပရီးမီးယားလိပြိုင်ပွဲသမိုင်းတစ်လျှောက်မှာသွင်းကို100ကိုပွဲအနည်းဆုံးနဲ့ပြေးမြောက်ခဲ့တဲ့ကစားသမားဖြစ်စံချိန်တင်နဲ့အလန်ရှီယာရဲ့စံချိန်ကိုကျော်ဖြတ်နိုင်ဖို့နှိစက်နေရလို့သိရပါတယ်။ဟာလန်ဟာဆိုရင်တော့လီဗာပူးတင်းရဲ့ပွဲစဉ်မှာပါဝင်ကစားခဲ့ပြီးတဲ့နောက်မန်စီးတီးတင်းနဲ့အတူပရီးမီးယားလိပြိုင်ပွဲမှာဆိုရင်လေ108ပွဲကစားပြီးတဲ့ချိန်မှာဆိုရင်တော့သွင်းကို69ဂိုးထိရရှိလာခဲ့ပြီးတဲ့နောက်နယူကာဆယ်တင်းကစားသမားဖြစ်တဲ့အလန်ရှီယာရဲ့စံချိန်ကိုကျော်ဖြတ်နိုင်ဖို့နှီးစပ်နေရလဲဖြစ်ပါတယ်။ပရီးမီးယားလိပြိုင်ပွဲသမိုင်းတစ်လျှောက်သွင်းကို100ကိုပွဲအနည်းဆုံးနဲ့ပြေးမြောက်ခဲ့တဲ့ကစားသမားဖြစ်ကိုတော့အလန်ရှီယာက124ပွဲကစားပြီးတော့သွင်းကို100ပြေးမြောက်ခဲ့တာလည်းဖြစ်ပါတယ်။ဟာလန်ဟာဆိုရင်လေလီဗာပူးတင်းနဲ့ပွဲစဉ်မှာပါဝင်ကစားခဲ့ပြီးတဲ့နောက်သွင်းကို69ဂိုးထိရရှိလာပြီးတော့အလန်ရှီယာရဲ့စံချိန်ကိုလိုက်မိနိုင်ဖို့တကိုးသာလိုတော့တဲ့အတွက်မကြာမီကျော်ဖြတ်နိုင်ပြီးတော့ပရီးမီးယားလိသွင်းကို100ကိုပွဲအနည်းဆုံးနဲ့ပြေးမြောက်တဲ့ကစားသမားဖြစ်စံချိန်သစ်တင်နိုင်ဖို့နှိစက်နေရလဲဖြစ်ပါတယ်။ဟာလန်ဆိုရင်တော့အခုဘောလုံးရသည်မှာဆိုရင်တော့မန်စီးတီးအသင်းနဲ့အတူပရီးမီးယားလိပြိုင်ပွဲမှာ17ပွဲကစားပြီးတဲ့ချိန်မှာ14ဂိုးသွင်းယူပြီးတော့သွင်းကိုအများဆုံးကစားသမားစီးရင်မှာလည်းထိပ်ဆုံးကနေရပ်တည်နေရလို့သိရပါတယ်။မန်ယူအသင်းဟာဆိုရင်တော့အသင်းကနေအဓိကကစားသမား2ဦးဖြစ်တဲ့အမ်ဘူမိုနဲ့အာမက်ဒီယယ်လိုတို့ကိုအက်စတွန်ဗီလာအသင်းရဲ့ကစားမဲ့ပွဲစဉ်ပြီးမှသာအာဖရိကဖလားပြိုင်ပွဲကိုဆေလို့ဖို့အစီအစဉ်ထားပြီးတော့သက်ဆိုင်ရာလက်ရွေးစင်အသင်းကတာဝန်ရှိသူတွေနဲ့ဆွေးနွေးမှုတွေလုပ်ဆောင်နေလို့သိရပါတယ်။အာဖရိကဖလားပြိုင်ပွဲကကမ္ဘာဘောလုံးအပွဲချုပ်အတိအမှတ်ပြုပြိုင်ပွဲတစ်ခုဖြစ်တဲ့အတွက်သက်ဆိုင်ရာကလပ်သင်းတွေအနေနဲ့လက်ရွေးစင်အသင်းတွေထံကစားသမားတွေကိုမဖြစ်မနေဆေလို့ရမှာဖြစ်တာကြောင့်လေမန်ယူအသင်းကအမ်ဘူမိုနဲ့အာမက်ဒီယယ်လိုတို့ကိုအိုင်ဗရီကိုအသင်းနဲ့ကင်မရွန်အသင်းတို့ထံကိုဆေလို့ပေးရမှာလည်းဖြစ်ပါတယ်။မန်ယူအသင်းကအသင်းကနေပြီးတော့မှအဓိကကစားသမား2ဦးဖြစ်တဲ့အမ်ဘူမိုကိုတော့ကင်မရွန်အသင်းထံကိုဆေလို့ရမှာဖြစ်ပြီးတော့အာမက်ဒီယယ်လိုကိုတော့အိုင်ဗရီကိုအသင်းထံကိုဆေလို့ရမှာဖြစ်ပြီးတော့အာဖရိကဖလားပြိုင်ပွဲအတွက်တလားခန့်ဆေလို့ပေးရမှာဖြစ်တဲ့အတွက်အဓိကကစားသမား2ဦးကိုလက်လွှတ်ရမယ့်အရေးနဲ့ရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။အာဖရိကဖလားပြိုင်ပွဲကိုတော့လာမယ့်ဒီဇင်ဘာလ22ရက်နေ့ကစတင်ပြီးတော့2026ခုနှစ်ဇန်နဝါရီလ18ရက်နေ့ထိကျင်းပသွားမှာဖြစ်ပြီးတော့အိုင်ဗရီကိုအသင်းနဲ့ကင်မရွန်အသင်းတို့အနေနဲ့အာဖရိကဖလားပြိုင်ပွဲဘူလူပွဲကိုတက်ရောက်သွားမယ်ဆိုရင်တော့မန်ယူအသင်းတို့အဓိကကစားသမား2ဦးကိုတလားကျော်ကြာလက်လွှတ်ရမှာလည်းဖြစ်ပါတယ်။မန်ယူအသင်းကအမ်ဘူမိုနဲ့အာမက်ဒီယယ်လိုတို့ကိုဒီဇင်ဘာလ22ရက်နေ့မှာကစားမယ်အက်စတွန်ဗီလာအသင်းနဲ့ပရီးမီးယားလိပွဲစဉ်ပြီးမှသာအာဖရိကဖလားပြိုင်ပွဲအတွက်ဆေလို့ဖို့သက်ဆိုင်ရာလက်ရွေးစင်အသင်းကတာဝန်ရှိသူတွေနဲ့ဆွေးနွေးနေရလဲဖြစ်ပါတယ်။အာဖရိကဖလားပြိုင်ပွဲအိုစုအဖွင့်ပွဲစဉ်အဖြစ်အာမက်ဒီယယ်လိုရဲ့အိုင်ဗရီကိုအသင်းကဆိုရင်တော့ဒီဇင်ဘာလ24ရက်နေ့မှာရှင်ပြိုင်ကစားသွားမှာဖြစ်ပြီးတော့အမ်ဘူမိုရဲ့ကင်မရွန်အသင်းကဆိုရင်တော့ဒီဇင်ဘာလ25ရက်နေ့မှာရှင်ပြိုင်ကစားရမှာဖြစ်တယ်လို့လည်းသိရပါတယ်ဗျာ။